သူငယ်ချင်းများအားလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာ week 3 mission လေးကိုမြန်မာဘာသာနဲ့ရှင်းပြပေးမှာဖြစ်လို့ဗီဒီယိုကိုစောင့်အောင်ကြည့်ပေးပါရှင်ကဲ week 3 ဝင်ကြည့်ကြမယ်နော်ဒီတစ်ခုက classic မှုမှာအုတ်တတိုင်းတွေကိုဆယ်ကားကြော်ရပါမယ်ရှင်ဒီတစ်ခုက arranger က military base income ပေါ်လေးထီးတစ်ခါဆင်ပါရှင်ဒီတစ်ခုက classic မှုမှာမီတာ100အဝေးမှာရှိတဲ့ရန်သူနှစ်ကောင်တက်ပါတပွဲတည်းမရလဲနောက်ပွဲဒီမှာဆက်သက်လဲရပါနဲ့ရှင်ဒီတစ်ခုက week 3မှာစုစုပေါင်းမိနစ်360ပွဲထဲမှာနေပါဒီတစ်ခုက classic mode မှာမိမိနဲ့တွဲဆော့တဲ့သူကိုဆေးဆယ်ကာကုပေးပါရှင်ဒီတစ်ခုက classic mode မှာ DP28 ဒါမှမဟုတ် M249 တနက်နဲ့ရန်သူငေါကောင်ဆက်ပါဒါလည်းနောက်ပွဲတွေမှာဆက်သက်လဲရပါလေရှင်ဒီတစ်ခုက classic mode ကအဖွဲလိုက်ပွဲမှာမိမိတော့မဟုတ်မိမိအဖွဲထဲကတယောက်ယောက်က air ပုံ6ခါအသစ်ဖွင့်ပါရှင်ဒီတစ်ခုက classic မှုမှာ AKM တနတ်9ဖွဲကောက်ပါရှင်ဒီတစ်ခုက Heroes Crown ပွဲမှာ Crowns အပုတ်တဲ့ကကြင်ဝင်ပေးပါရှိဒီတစ်ခုက week 3မှာ game ထဲ3ရက်ဝင်ပေးပါဒီတစ်ခုက classic မှုမှာ portable mat pack တပွဲကောက်ပါရှင်ဒီတစ်ခုက classic မှုမှာ M416 တနတ်နဲ့ရန်သူတကောင်တက်ပါဒီတစ်ခုက classic မှုမှာဆေးထိတ်တာတစ်ခုသုံးပါရှင်ဒီတစ်ခုက classic မှုက Jadena City ကအင်ခုံမှုပေါ်လေးထီးတစ်ချိန်စင်ပါဒီလောက်ဆို mission တွေနားလည်ပြီလို့ထင်ပါတယ်အားလုံးအဆင်ပြေကြပါစေရှင်